ဒူဘိုင်းမြို့ရဲ့ကြာသပတေးညနေခင်းနေဝင်ချိန်လေးဖြစ်ပါရဲ့ရှင်တောက်ကြနေလိုမျိုးဥပုံလေးတွေဆိုလို့ရှိရင်လမ်းတွေမှာကားတွေပိတ်နေတတ်ပြီးတော့အရန်နဲ့အရှိန်ကြာမြင့်တတ်ပါတယ်နော်ခုချိန်ကဒူဘိုင်းမှာရန်နဲ့ပူတဲ့အချိန်ဖြစ်နေတော့ကြောင့်ဘယ်ပဲတော့သွားဆန်ခရင်လေးလိမ့်သွားဖို့မမေ့ကြပါနဲ့နော်ကားမောင်းတဲ့အခါမှာလည်းသူတို့သတ်မှတ်ထားတဲ့စံနှုန်းထပ်ပို့ပြီးတော့မောင်းမိမယ်ဆိုလို့ရှိရင်တန်ငွေကိုရှက်ရှင်းရိုက်ခံရတတ်ပါတယ်နော်